trading ဆိုတာလောင်းကစားမဟုတ်ဘူးဆိုတာသိပြီးသားမလားဒါပေမဲ့ဘာလို့စော်တိုင်းရှုံးနေတာလဲရင်းများကြီးလိုလားရှုံးရင်ရောဘယ်လိုလုပ်မလဲတကယ်ရောပတ်စံထိုးလို့ရမလားဒီလိုစိုးရင်စိတ်တွေတန်တရားတွေညီကိုတို့ရင်ထဲမှာရှိမှာပါဟုတ်ပါတယ်မန်ငန်နဲ့စနစ်နဲ့ view ဟာမရှိရင်တော့ဒါဟာတကယ်ပဲစွန့်စားမှုတစ်ခုဖြစ်ပါတယ်ပြင်ပမှာဆိုင်သေးသေးလေးတစ်ဆိုင်ဖွင့်ဖို့တော့တိန်းရာချီရင်းနှီးရပေမဲ့ဒီမှာတော့ရင်းနှီးအနေငယ်တွေအနေရကင်းနဲ့စတင်နိုင်ပါတယ်ဒီကလေးဝက်ချက်ကတော့စိတ်ခံစားချက်နောက်ကိုမလိုက်ပဲစနစ်တကျ money management သုံးပြီးဆုံးရှုံးနိုင်ခြင်းကိုအနည်းဆုံးဖြစ်အောင်ထိန်းချုပ်နိုင်ဖို့ပါပဲတပြင်းကာလာ trading မှာညီကိုတို့လို beginner တွေစိုးရိမ်နေတဲ့စိန်ခေါ်မှုတွေအားလုံးကိုဖြေရှင်းဖို့သင်ပြင်ထားပါတယ်အရင်းနှီးကိုအမျက်ဖြစ်အောင်ထိန်းညှိပေးမဲ့လမ်းညွှန်မှုတွေကိုအခမဲ့မျှဝေပေးနေပါတယ်ခင်ဗျာငါတော့မလုပ်နိုင်ပါဘူးဆိုပြီးစိတ်မပူပါနဲ့အတွေ့အကြုံမရှိလဲအစားကနေနားလည်အောင်လက်တွဲ comic အားကောင်းတဲ့ community ရှိပါတယ်တယောက်တည်းရောင်းဝါးဖြတ်တန်းနေကြမလို့ပါဘူးဒီတိုင်းပဲဘာမှမလုပ်ပဲလက်ရှိနေရမှာပဲစိတ်ညစ်နေမလားဒါမှမဟုတ်စိတ်ချမ်းသာအောင်ပြောင်းလဲမလားညီကိုတို့ကိုယ်တိုင်ရွေးချယ်ရမယ့်အချိန်ပါပဲကျွန်တော်တို့ရဲ့အခမဲ့ community နဲ့တင်တန်းတွေကိုအမြန်ဆုံးဝင်ရောက်လေ့လာခြင်းနဲ့ဆိုရင် bio က link ကတစ်ဆင့်ဒါမှမဟုတ် Telegram တက်ပြင်း7ကိုတိုက်ရိုက်ဆက်သွယ်စုံစမ်းလို့ရပါတယ်